နေ့မှာတော့ Dream Blade ဆိုတဲ့ weapon ကိုအသုံးပြုဖို့အတွက်လိုအပ်တဲ့တိုင်းကျမ်းကိုတော့ခိုးမှာပဲဖြစ်ပါတယ်ဒီတိုင်းကျမ်းကတခြားတိုင်းကျမ်းတွေနဲ့ရှင်လို့ရှိရင်လည်းခက်တဲ့ထဲမှာတော့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်အလွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးယူနည်းကိုပြပြထားပါတယ်တိုင်းကျမ်းရှိတဲ့နေရာကိုကျွန်တော်သိရဖို့အတွက်ရင်ဦးဆုံး weapon တွေကိုသွားပြီးတော့ Dream Blade တိုင်းကျမ်းဆိုတဲ့ဟာကိုထောက်ပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မြေပေါ်မှာအခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့နေရာလေးကိုကျွန်တော်တို့တွေ teleport လေးနဲ့အရင်သွားလိုက်ပါမယ်โอเคအဲ့နေရာရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့သူပြရတဲ့နေရာလေးတိုင်းရောက်အောင်သွားလိုက်ပါမယ်သွားဝင်ဒီမှာတော့ဂူတစ်ပေါက်တွေ့လိမ့်မယ်ဗျာဒါကျွန်တော်ကအရှိတစ်ခေါက်မှာတော့ဒါဖွင့်ထားတာမို့လို့အခုပွင့်နေရပါဘာသာအနေနဲ့အဲ့ဒီရောက်ရင်အဲ့ဒီဂူထားလေးကိုဒီတိုင်းဖွင့်လိုက်ရင်ရပါတယ်ပြီးသွားလို့ရှိရင်တော့ဒီနေရာမှာအောက်ကိုဆင်းသွားရမယ်အောက်ဆင်းတဲ့အခါမှာနည်းတော့တတိထားပါတမ်းပြီးခုန်ချလိုက်ရင်ကျွန်တော်တို့သွေးလျော့သွားတာတို့ရှော့ရတာတို့ဖြစ်တတ်ပါတယ်โอเคအဲ့လိုမျိုးသွားပြီးရင်တော့အရှိမ quest area လေးကိုကျွန်တော်ရောက်ပါပြီအဲ့ဘာသာတစ်ခုတတိထားမှာဒီနေရာမှာဘာစကေးမှမသုံးရပါဘူး quest area လေးကိုရောက်တာနဲ့သူကကျွန်တော်တို့ကိုဖြောက်ပေးမှာပဲဖြစ်ပါတယ်အခုဆိုကျွန်တော် quest area လေးရောက်ပါပြီစာအုပ်ပဲကျွန်တော်တို့ကယူမှာဖြစ်တဲ့အတွက်အတန်းနိုင်ဆုံးဒီခိုင်းရကောင်နေမမြင်အောင်သွားမယ်ကိုလမ်းကြောင်းမှာပိတ်နေတဲ့ကောင်တွေကိုပဲ assassination ဆိုတဲ့စကီးနဲ့တစ်ချက်တည်းနဲ့ short ပါမယ်ဒီမှာကျွန်တော်အနေနဲ့တစ်တာတွေကိုဘာမှကလိမ့်မှာမဟုတ်ပါဘူးအဓိကကျွန်တော်တွေတိုင်းရန်ခိုးရတဲ့ချက်ချင်းပြန်ထွက်မှာပဲဖြစ်ပါတယ်ဘရာသာအနေနဲ့ဒီနေရာမှာဝင်းဆန်းကိုတော့သုံးဖို့လိုပါတယ်ဝင်းဆန်းကိုသုံးမှကျွန်တော်တို့ကဒီခိုင်းရကောင်တွေကဘယ်နေရာကိုကြီးနေလဲဘယ်နေရာကသူတို့ရဲ့မြင်ကွင်းနဲ့လွတ်လဲဆိုတာကျွန်တော်သိရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ဒီကောင်ကိုဝင်းဆန်းနဲ့ site ကိုရှောင်ပြီးတော့အနောက်ကနေဒါလေးရှော့လိုက်ပါတယ်အရှိရကောင်ကိုတော့ကျွန်တော်သွားပြီးတော့မရှော့တော့ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်အပေါ်တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ရဲ့ site နဲ့လွတ်နေရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်ကိုတော့ဒီတိုင်းပဲထားခဲ့လိုက်ပါတယ်โอเคအခုအပေါ်ရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့နည်းနည်းဝင်းဆန်းကိုတော့သုံးမှရမယ်ဝင်းဆန်းသုံးပြီးသွားရင်ဘယ်နေရာကောင်လွတ်လဲဆိုပြီးလွတ်တဲ့ကောင်ကိုဦးဆုံးရှော့ပါပြီးသွားရင်မလိုအပ်တဲ့ကောင်တွေကိုဘာမှမလုပ်ပါဘူးဒီမှာအရှိရတဲ့ကောင်ဆိုရှော့ဖို့မလိုတော့တဲ့အတွက်ကျွန်တော်ထားခဲ့လိုက်ပါတယ်ပြီးတော့လေကားကနေအပေါ်ကိုတက်တယ်ဒီကောင်ဟိုဘက်ကိုလှည့်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဝင်းဆန်းမသုံးတော့ဘူးဒီကောင်နောက်ကိုသွားပြီးပဲဒီကောင်တစ်ချက်နဲ့ရှော့လိုက်ပါတယ်ပြီးသွားရင်ဒီဘက်လေကားကိုမတက်ပါဘူးကျွန်တော်ဒီပေါက်ထဲကိုဝင်သွားမှာပဲဖြစ်ပါတယ်ဒီပေါက်ထဲကိုဝင်သွားပြီးလို့ရှိရင်နောက်ထပ်အပေါက်တစ်ခုကိုကျွန်တော်ထပ်တွေ့ပါမယ်အဲ့ပေါက်တွင်အရှိမတစ်ထားရပါတယ်အဲ့ဒီကျွန်တော်မကလိမ့်ပါဘူးဒီမှာနောက်တဲ့လေကားတစ်ခုလေကားပေါ်ပဲတန်းတန်းမယ်ဟိုဘက်ကောင်နေနဲ့မဆိုင်တဲ့အတွက်ဒီကောင်တွေကိုဘာမှသွားပြီးတော့မလုပ်ပါဘူးโอเคဒီပေါ်ကောင်ကဟိုဘက်လှည့်နေလို့ကျွန်တော်ဝင်းဆန်းမသုံးတော့ပဲတခါလေးတန်းပြီးတော့ရှော့လိုက်ပါတယ်အဲဒါကောင်အနေနဲ့ဒီကောင်ဒီဘက်ကိုလှည့်နေတဲ့အချိန်ကျရင်ဝင်းဆန်းကိုသုံးပြီးတော့သူဟိုဘက်ပြန်နေတဲ့ဒီဆောင်ပါပြီးတော့မှဒီကောင်ကိုတက်ပြီးတော့ရှော့ပါဒီနေရာမှာလည်းကျွန်တော်အနေနဲ့ဒီအောက်ကတစ်ကောင်လည်းရှိနေအောင်ရှော့လိုက်ပါတယ်ပြီးတော့အရှိမတယောက်လာတဲ့အတွက်ဒီကောင်ကိုမမြင်အောင်ခဏဒီဘက်မှာဝင်းဆန်းလေးသုံးပြီးတော့ကြည့်ရဲနေရန်ကွယ်နေရဖြစ်တဲ့အတွက်ကြောင့်ဒီဘက်မှာခဏစောင့်နေလိုက်ပါတယ်ဒီကောင်ပဲပြန်လှည့်သွားတဲ့အချိန်မှာဒီကောင်အနောက်ကနေဝင်ရှော့ပါတယ်ပြီးရင်လေကားကိုထပ်တက်မှာပဲဖြစ်ပါတယ်ဒီပေါ်ရောက်ပြီဆိုရင်တော့ဒီကောင်ကိုကျွန်တော်ဘာမှမလုပ်ပါဘူးသူ့ရဲ့ site နဲ့ကျွန်တော်တို့လွတ်နေရဖြစ်တဲ့အတွက်ဒီဘက်ကိုပဲခုံပြီးတော့လာလိုက်ပါတယ်အဓိကအရေးကြီးတာဒီနေရာပါဒီနေရာမှာတော်တော်များများမိကြရပါတော့ဒီနေရာမှာဘာလုပ်ရမလဲဆိုတော့အများကြီးရှိရအောင်ဗလာသောအနေနဲ့စိတ်မပူပါနဲ့ကျွန်တော်တို့ကလှေကားနားကိုသွားမှာဖြစ်တဲ့အတွက်အဲ့လှေကားနားကောင်ကိုလွတ်တာနဲ့တခါလေးရှော့လိုက်ပါဒီကောင်ကိုရှော့ပြီးသွားတာနဲ့လှေကားပေါ်ကိုမြန်မြန်တက်မှာပဲဖြစ်ပါတယ်အဲ့ဒီကိုရောက်ရင်တော့ကျွန်တော်တို့တွေအနေနဲ့ကင်းသွားပြီလို့ပြောလို့ရတယ်ပေါ့နော်ဒီသူ့ရဲ့လမ်းညွှန်လေးအတိုင်းကျွန်တော်တို့သွားမယ်
သွားဝိုင်းရင်ဒီနားမှာဘာမှမရှိတော့ပါဘူးဒီနေရာလေးရောက်ရင်တော့ကျွန်တော်တို့တွေတိုင်းကိုစားပြီးတော့ခိုးတင်လို့ရပါပြီသူပြတဲ့နေရာလေးတွေကိုတခြားလေးတိုင်းနှိပ်ပြီးလို့လိုပါတယ်ကိုကလွဲအောင်မယ်ဆိုလို့ရှိရင်တော့အမှတ်ပြန်ရော့ပါတယ်ကျွန်တော်အဲ့ဒီ point လေး50ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့တွေတွင်းမလေးကိုစတင်အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဘာသာတို့အနေနဲ့နောက်ထပ်သိချင်တဲ့ quest တွေရှိရဲဆိုရင် comment မှာခြာရေးသွားခဲ့ပါကျွန်တော်တီးတော့အားလုံးပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်အားလုံး peace